လူတွေဆွဲဆောင်မှုရှိဖို့အတွက်ကိုရုပ်ရည်အဓိကလို့ခင်ဗျားထင်နေဆိုရှင်ဒီဗီဒီယိုကြော်လို့ရပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကရုပ်ရည်နဲ့ပို့ပြီးတော့အရေးကြီးတဲ့ဆွဲဆောင်မှုရှိဖို့အတွက်လှုပ်ဝက်ချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်လို့ပဲဖြစ်ပါတယ်ကိုပတ်ဝန်းကျင်ကလူတွေမှာပေါ့နော်ရုပ်ရည်မချောမောပေမဲ့ဆွဲဆောင်မှုရှိနေတဲ့လူတွေတွေ့မှုကြလားမသိဘူးသူ့ကိုပို့ပြီးတော့လူတွေကခင်ကြတာသူ့ကိုပို့ပြီးတော့ကောင်းမလေးကပို့ပြီးတော့စိတ်ဝင်စားတဲ့သဘောကျကြတာပေါ့နော်ဟာဒီကောင်ရုပ်လည်းမချောပါဘူးねဘာပြောအဲ့လောက်တော့လူတွေနဲ့ပတ်သက်ပြီးတော့ဆွဲဆောင်သိမ်းသွင်းနိုင်တယ်ရှိရတယ်လို့ခင်ဗျားတွေးနေမိလို့လားပေါ့နော်အဲ့တော့အဲ့ဒါတွေကတကယ်တော့ထူးဆန်းတဲ့ချက်တွေတော့မဟုတ်ပါဘူး neuroscience သဘောတရားနဲ့စိတ်ပညာသဘောတရားတွေပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကိုစိတ်ဝင်စားရဆိုကျွန်တော်နဲ့ဒီဗီဒီယိုကိုလိုက်ခဲ့ကြပါဆွဲဆောင်မှုရှိတယ်ဆိုတာရုပ်ရည်လှပတာခန့်ညားတာတခုတည်းတော့ဆိုလိုတာမဟုတ်ဘူးဗျအဲ့လိုပြောတဲ့အခါကျတော့ရုပ်ရည်မလှပရဘူးတော့ဆိုရင်အဓိပ္ပာယ်ရရှိတာဒါပေမဲ့အဲ့ဒါကတော့လေလုံးဝပေါ့နော်အဲ့လိုမျိုးအရေးမကြီးဘူးပြောလိုက်ရင်လည်းဒါ 100% ကြီးကတော့မှားတဲ့ပုံစံဖြစ်သွားတာပေါ့ရုပ်ရည်လှပတာခန့်ညားတာတော့ကောင်းတော့ပါဗျာဘာပဲပြောရုပ်ရည်လှပတဲ့သူတွေခန့်ညားတဲ့သူတွေမိန်းကလေးမှဆိုတဲ့ချောဝဲလူဆိုတော့ပုံမှန်တက်ဆိုင်တော့သူများထက်ဆွဲဆောင်မှုရှိနေကြတာတော့အမှန်ပဲလေသူတို့စကားဆိုပို့ပြီးတော့လူတွေကနားထောင်ကြကြတယ်သူတို့ဆိုလို့ရှိရင်ပို့ပြီးတော့ခင်မင်ရင်းနှီးကြကြတယ်ပေါ့နော်ဒါပေမဲ့တကယ်ရုပ်ရည်လှပချောမောတဲ့သူတိုင်းရောလူတွေအကုန်လုံးသူ့ကိုခင်မင်ရင်းနှီးနေကြရလားပို့ပြီးတော့လူတွေအကုန်လုံးရှင်းနေကြရလားအဲ့လိုဆိုလို့ရှိရင်တော့ဒီ social media မှာဖြစ်ဖြစ်ပေါ့နော်ရုပ်ရှင်မင်းသားမင်းသမီးမှာဖြစ်ဖြစ်လေ့လာကြည့်လို့ရတယ်ပေါ့တချို့ဆိုလို့ရှိရင်လူချင်းလူခင်အရန်များတယ်ဒါပေမဲ့အရန်သူ့ရုပ်ကသင်ပေါ်နေရမျိုးမရှိတာမျိုးရှိတယ်တချို့ကြတော့လဲပေါ့နော်အရန်ကိုလှတယ်အရန်ကိုချောတယ်ယောက်ျားလေးမှဆိုလည်းအရန်တီတီခန့်ညားတဲ့ပုံပေါ့ပေမဲ့လူတော်တော်များများသူ့ကိုတွေ့ရင်မုန်းနေကြတာတော်တော်များများကလူတွေ့လို့ရှိရင်ဖောင်းထုကျင်နေကြတာအဲ့ဒီပုံစံမျိုးဖြစ်နေကြတာပြောရင်တော့မုန်းတဲ့လူပုံများတယ်ပေါ့ဗျာအဲ့လိုပုံစံဖြစ်နေကြတယ်တွေးပူးကြမှထင်ပါတယ်ပေါ့နော်အဲ့ဒါတွေကတကယ်တော့ဗာလဲဆိုလို့ရှိရင်ဒီရုပ်ရည်ချက်ပို့ပြီးတော့အရေးကြီးတဲ့အုံနောက်ရဲ့ဓာတုဗေဒပစ္စည်းတွေရဲ့တုတ်ပြန်မှုကြောင့်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့တွေကတော်တော်များများဒီဆွဲဆောင်မှုရှိတဲ့တော့ရုပ်ရည်နဲ့ပဲတိုင်းတာနေကြတယ်တကယ်တော့လူတစ်ယောက်ကတစ်ယောက်ကိုစိတ်ဝင်စားတာလူတစ်ယောက်ကတစ်ယောက်ကိုခင်မင်ရင်းနှီးတာသူနဲ့ပတ်သက်ပြီးတော့ idol ဖြစ်သွားတာကြီးအဲ့ဒါကြီးအားလုံးပါပေါ့နော်ကိုရဲ့အုံနောက်တွေကသူ့ပေါ်မှာဘလို့တုတ်ပြန်နေဆိုတဲ့ဓာတုဗေဒပစ္စည်းတွေနဲ့အများကြီးဆိုင်လို့စိတ်ပညာသဘောတရားတွေနဲ့လည်းအများကြီးဆိုင်ပါတယ်ဒီတော့ဒီဗီဒီယိုထဲမှာကျွန်တော်အဲ့အာရုံကြောသိပ္ပံနဲ့ပတ်သက်တာတွေစိတ်ပညာနဲ့ပတ်သက်တာတွေနဲ့ပေါ့နော်ဒီလူတစ်ယောက်ကဆွဲဆောင်မှုရှိဖို့အတွက်ကိုဘလို့လှုပ်ဝက်ချက်လုပ်လို့ရရဆိုတဲ့၅ချက်ကိုပြပြသွားပါမယ်အဲ့တော့တစ်ချက်ချင်းလေ့လာကြည့်အောင်ကျွန်တော်နဲ့ပထမဦးဆုံးလှုပ်ဝက်ချက်ကိုတော့ Chamberlain effect လို့ခေါ်တယ်ပေါ့နော်သူနောက်တစ်မျိုးတော့ mirroring လို့လည်းခေါ်တယ်ဘာလို့လဲဆိုတော့လူတစ်ယောက်ကလူတစ်ယောက်ကိုအတုလိုက်ခိုးတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကိုနဲ့လူတစ်ယောက်စကားပြောတယ်ပေါ့နော်တိတ်လည်းမရင်းနှီးသေးတဲ့အချိန်မှာသူစကားပြောတဲ့ပုံစံမျိုးလေးကိုလိုက်အတုခိုးပြီးပြောနေတာမျိုးပေါ့နော် project သူကအန်ကြဲပြောရင်ကိုကလည်းသူ့လိုပဲအပေါင်းအိုင်းတန်နဲ့ပြောနေတာမျိုးသူကလေတန်လေးနဲ့ပြောရင်ကိုကလည်းလေတန်လေးနဲ့ပြောနေတာမျိုးပြီးတော့သူ့ရဲ့လက်မူရာကိုမူရာတွေအတိုင်းအောင်တော့မတိမတာလေးလိုက်လုပ်ပေးနေတာမျိုးအဲ့ဒါမျိုးတွေဆိုလို့ရှိရင်တစ်ပတ်လူရဲ့နှလုံးသားတွေကိုဓာတ်ရိုက်ဝင်သွားစေတယ်ပေါ့ဗျာအဲ့တော့အကုန်ကွက်တီလိုက်ကူးချမယ်လို့တော့မဟုတ်ဘူးเนาะအဲ့လိုကျွန်တော်ပြောတာလဲတမျိုးမြင်သွားမှလဲစိုးတယ်အဲ့တော့ तू ပြောတဲ့အတိုင်းပဲကွက်တီအကုန်ရှောက်လုပ်နေတယ်ဆိုလို့ကျွန်တော်မင်းငါ့ကိုပြောင်းနေရလားရှင်ကျမကိုပြောင်းနေရလားဆိုတော့ပူတော်ဆိုးသွားနိုင်တယ်ကျွန်တော်ပြောချင်တာမတိမတာပေါ့เนาะအဲ့လိုမတိမတာ mirroring လုပ်တာပေါ့เนาะကျေးမုံမြင်လို့ပဲသူ့ရဲ့ပုံစံပြောပုံဆိုပုံလေးလုပ်ပုံကံပုံလေးလိုက်တုခိုးတဲ့အခါမှာသူ့ရဲ့မတိစိတ်ကငါနဲ့စိတ်ချင်းသဘောထားချင်းတူတဲ့သူပဲဆိုတော့ရင်းနှီးတဲ့စိတ်ကမတိစိတ်မှာဝင်သွားတတ်တယ်တဲ့အဲ့လိုမျိုးခဏခဏလုပ်တဲ့အခါကျလို့ရှိရင်တစ်ဖက်လူကကိုယ့်ကိုလည်းချစ်ခင်စိတ်တွေပူများလာတယ်ရင်းနှီးကြောင်းဝင်စေလည်းပူများလာတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့တော့ကိုကတယောက်ယောက်ကိုချစ်ခင်ရင်းနှီးစေခြင်းနဲ့ကိုယ့်ကိုလည်းကြောင်းဝင်စေခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့လို mirroring effect လို့ခေါ်တဲ့ Chamberlain effect လေးကိုလည်းကြိုးစားကြည့်ဖို့လည်းကျွန်တော်ပြောချင်တယ်ဒုတိယမြောက်လှုပ်ဝက်ချက်ကတော့ပေါ့နော်လူတွေရဲ့အမြင်တွေကိုတော်တော်များပြောင်းလဲပေးနိုင်တဲ့စိတ်ပညာလှုပ်ဝက်ချက်တစ်ခုပေါ့နော်အဲ့ဒါကိုတော့ the breadth of effect လို့ခေါ်တယ်အဲ့တော့လူတော်တော်များများကဆွဲဆောင်မှုရှိဖို့ဆိုလို့ရှိရင်ပေါ့နော်ဒီအရန်တော်မှပြည့်စုံမှ perfect ဖြစ်နေမှလူတွေပေါ်မှာဆွဲဆောင်မှုရှိမယ်တွန်းမိုးနိုင်နိုင်ရှိမယ်လို့ထင်ကြတယ်တကယ်တည်းကြောင့်အဲ့လိုမဟုတ်ဘူးလေနော်ဒီလူတွေကအရန်ကို perfect ဖြစ်နေတဲ့လူပေါ့နော်လုံးဝအပြစ်ကင်းစင်ပြီးတော့ပြစ်မျိုးမဲ့မတင်ဖြစ်နေတဲ့သူကိုအဲ့လိုပေါ့နော်အရန်ခင်မင်ရင်းနှီးစိတ်ဖြစ်တာတဲ့ဆိုလို့ရှိရင်သူကတကယ်စူပါဟီးရိုးကြီးလားဘာညာနဲ့နည်းနည်းပါလေးစားခံကြရတော့ဖြစ်ရင်ဖြစ်တယ်ဒါပေမဲ့သူ့ကိုအရန်ကြီးနှစ်လိုခင်မင်တဲ့ပုံစံမျိုးတော့သိမဖြစ်ဘူးပေါ့ကျွန်တော်တို့ယင်ထဲမှာမနာလိုစိတ်တွေပါတယ်ရှိနေတတ်တာပေါ့ဒါပေမဲ့အဲ့ဒီလိုမျိုးအရန်တော်တဲ့လူတယောက်ကလူရှိသူရှိမှဖြစ်ပေါ့နော်မျော်လင့်မယ်နဲ့အမားလေးတစ်ခုတေးသေးလေးတွေလုံးမိတာဥမာပေါ့ဖန်ခွက်ကြောက်ခွဲတာမျိုးလို့ပေါ့နော်အင်ကြီးလေးဘီယိုဖျဲလေးဖြစ်နေတာမျိုးလို့စပင်လေးပြိုဖျဲဖြစ်နေတာမျိုးလို့အဲ့လိုပုံစံမျိုးတွေတွေးလိုက်ပြီဆိုရင်တော့အော်သူကလည်းတာမန်လူတယောက်ပါပဲလားလူတွေကလူတယောက်ပါပဲလားပေါ့ပြောတင်တာကတော့ဒီကောင်ကတော်တော်လေးကိုမြင့်နေပေမဲ့ငါတို့နဲ့တန်းညှိတဲ့ပုံစံမျိုးလေးရှိပါလားဆိုတဲ့အတွေးနဲ့သူ့ကိုပို့ပြီးတော့ခင်ရတယ်တဲ့အဲ့တော့ social media မှာသတိထားမိလားမသိပါဘူးဗျာ
တချို့ဆိုလို့ရှိရင်အရန်မြင့်တဲ့သူတွေကအောက်ခြေလူတွေနဲ့တရားတဲ့နေပြတာမျိုးတွေသူတို့နဲ့တူတူမျိုးပေါ့နော်ဒီချုပ်ကိစ္စတွေလုံးပြတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လူတွေကဘာဖြစ်ကြလဲပို့ပြီးတော့အဲ့လိုချစ်ခင်ကြရေပေါ့အဲ့ဒါအဓိကတော့ဒီ fact ကြောင့်ပဲပေါ့နော်အဲ့တော့သူ့မှာလည်းတကယ်ကြတော့ဟိတ်ခံကြီးမရှိဘဲနဲ့ငါတို့နဲ့တရားလည်းဖြစ်ပါလားဆိုခံစားချက်ဖြစ်သွားတာပေါ့အဲ့တော့ဘာပဲပြောလူရှိမှပေါ့နော်လုံးဝ perfect ဖြစ်နေတာတဲ့ဆိုင်တချို့အမှားသေးသေးလေးတွေလုံးမိတာပို့ပြီးတော့မှကိုယ်ဆွဲဆောင်မှုရှိသေးတယ်ကိုယ်ပို့ပြီးတော့ရင်းနှီးကျွမ်းဝင်စေပါတယ်လို့ပြောပါတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကတယောက်ယောက်ကိုချစ်ခင်တယ်တယောက်ကိုရင်းနှီးစေချင်တယ်ဆိုလို့ရှိရင်သူ့ရှိမှ perfect ဖြစ်အောင်လုပ်ပြမယ်အစား perfect ဖြစ်တဲ့သူထင်တဲ့အချိန်လေးမှာတချို့မျိုးအမှားလေးတွေတော်စတွေကျူးလွန်မိတာတွေကသူကကိုယ်ကိုရင်းနှီးကျွမ်းမှုအတွက်ပို့ပြီးတော့အခွင့်အလမ်းများစေလို့ကျွန်တော်ပြောချင်ပါတယ်တတိယချက်ကလည်းလူတော်တော်များများသိထားပြီးသားအချက်တော့ဖြစ်တယ်ပေါ့နော်အဲ့တော့အချို့ဆိုလုံးတောင်လုံးကြတယ်ပေါ့အဓိကကဘာလဲဆိုတော့ပြတ်တောင်းနဲ့စုပေးတာပေါ့ဗျာအဲ့တော့စုပေးရလို့ပြောတော့သူ့ပျော်ရွှင်အောင်လုပ်တဲ့သဘောပေါ့ဗျာအဲ့တော့လူတယောက်ကလူတယောက်ကိုပေါ့နော်အမြဲတမ်းပျော်ရွှင်အောင်လုပ်ပေးနေမယ်ဆိုလို့ရှိရင်သူ့လိုပဲအမြဲတမ်းလိုက်ပေးနေမယ်ဆိုလို့ရှိရင်သူ့ခန္ဓာကိုယ်မှာနောက်ပိုင်းကျရင်ဒိုပါမင်းသိမ့်မထွက်တော့ဘူးဒိုပါမင်းဆိုတာတော်တော်များများပျော်ရွှင်စေတဲ့ဟော်မုန်းလို့ထင်ကြပါမယ်တကယ်ကြတော့ဒိုပါမင်းကပျော်ရွှင်တဲ့ဟော်မုန်းထက်ဆိုင်သူကမျော်လင့်ခြင်းဟော်မုန်းဆိုရင်ပိုပြီးတော့မှန်နေမယ်ပေါ့နော်တခုခုကိုကျွန်တော်တို့ reset တခုမထွက်လာတဲ့အခါမျိုး reset ကိုမှန်းဆလို့မရတဲ့အခါမျိုးမှာခန္ဓာကိုယ်မှာဒိုပါမင်းတွေအများကြီးထွက်တယ်အဲ့တော့ပျော်ရွှင်မှုပါပိုပြီးခံစားရတာပေါ့ခုခေတ်မှာ blind box တွေလူအရင်နေကြိုက်နေကြတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကဒါဒီဒိုပါမင်းရဲ့အစွမ်းတတိကြောင့်ဖြစ်လို့ပေါ့နော်လောင်းကစားတွေလူတွေအရင်ကြိုက်ကြတာဆွဲလန်းကြတာလေဒိုပါမင်းရဲ့ effect တွေပဲကြိုတင်မှန်းဆလို့မရတာအဲ့လိုပဲလူတယောက်ကိုဆက်ဆံတဲ့အခါကြလို့ရှိရင်ပေါ့နော်အမြဲတမ်းတောက်လျှောက်ကြီးသူ့ကို favor ပေးနေမယ်စားပေါ့နော်ချိုးချိန်တွေမှာမတိကြောင်ဆောင်နေတာမျိုးချိုးချိန်တွေမှာကျတော့လုံးဝသူ့ကိုလုံး neglect လုပ်ထားတာမျိုးပြပြီးတော့မှတချို့ချိန်တွေမှာသူ့ကိုပိုပြီး view site ပေးတာမျိုး favor ပေးတာမျိုးအဲ့လိုလေးပြတ်တောင်းလုပ်ပေးတဲ့အခါကြလို့ရှိရင်အဲ့လူကကိုယ်ပို့ပြီးတော့ဆွဲလန်းတယ်ပို့ပြီးတော့ချစ်ခင်တယ်ပို့ပြီးတော့ရင်းနှီးကျင်စိတ်ပို့ဖြစ်လာတယ်လို့ပြောရတယ်ပေါ့နော်အဲ့ဒီ effect ကိုဇက်ကားတော်တော်များများမှာလည်းသုံးကြတယ်မြန်မာပေါ်ကားတွေမှာတော်တော်တွေ့ရပါတယ်အဲ့ဒီကိစ္စတွေပေါ့နော်နိုင်ငံခြားကားတွေမှာလည်းတွေ့ရပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီ effect ကတကယ်ကိုအသုံးဝင်တဲ့ effect ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လူတယောက်ကိုဆွဲဆောင်မှုရှိကျင်တယ်ဆိုလို့ရှိရင်အဲ့မှာတချို့တွေကပြောကြတာတော့ရှိတယ်ဗျာဘာလဲဆိုလို့ရှိရင်ဒီ effect ကိုသုံးတဲ့အခါကျတော့ကိုကပြစ်ထားတဲ့အခါကျကိုကိုမခောက်ဝါနိုင်ဘူးလားပေါ့အဲ့လို risk တွေတော့ရှိရဗျာဒါပေမဲ့အဲ့ဒီ risk ကိုကြောက်လဲကျုပ်မလုပ်ရကြဘူးပေါ့တကယ်ကျတော့ဘာဖြစ်လဲဗျာဒီ risk လုပ်တဲ့အခါမဟုတ်ဘဲနဲ့တောက်လျှောက်ကြီးကိုကလိုက်ရောနေရော तू ကကိုတကယ်ချစ်မှာလား तू ကကိုပြန်ပြီးတော့စိတ်ဝင်စားမှာလားမသေးကြဘူးလေမသေးကြမဲ့တူဒီလို risk ကိုယူလိုက်တာကပို့ပြီးတော့ထိရောက်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကဒါတွေအကုန်လုံးကကျွန်တော်တို့တွေ့ကြရရှော့ပြောထားတဲ့အချက်တွေမဟုတ်ဘူး neuroscience အရာပေါ့နော်တည်ချာသက်တည်ပြထားပြီးသားအချက်တွေပြောကြမလို့လက်တွေ့စမ်းသပ်စေချင်ပါတယ်စတုဒ္ဒချက်ကတော့စကားပြောရင်သုံးအောင်ပါပေါ့နော်ကိုနဲ့မရင်းနှီးသေးတဲ့လူကြောက်ကိုရင်းနှီးလာအောင်ကိုကိုပို့ပြီးတော့စိတ်ဝင်စားလာအောင်ပေါ့နော်ဆွဲဆောင်မှုပြုကျင်တယ်ဆိုလို့ရှိရင်စကားပြောတဲ့အခါမှာသူနဲ့မျက်လုံးချင်းစုံပြောခန္ဓာကိုယ်ဖွင့်ထားပြီးတော့လုံးဝရင်းနှီးပွင့်နေတဲ့ပုံစံနဲ့ပြောပါလို့အကြံပေးထားကြတယ်ပေါ့အဲ့ဒါလည်း neuroscience သဘောတရားရဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့သူနဲ့တွေ့တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့အုံနောက်မှာအမီဒလာဆိုတဲ့အစိတ်ပိုင်းတစ်ခုရှိတယ်အဲ့ဒီကောင်ကစိုးရင်ပူပန်မှုတွေကြောက်ရွံ့မှုတွေကိုထိန်းချုပ်ထားတဲ့အပိုင်းပေါ့နော်အဲ့ဒီကောင်လေးကလှုပ်ရှားနေတဲ့အခါကြလို့ရှိရင်အဲ့ဒီသူမရင်းနှီးသေးတဲ့သူပေါ့နော်ပို့ပြီးကြောက်ရွံ့မှုပို့ပြီးတော့မခင်ကျင်စိတ်တစ်ခုခုဆိုစိုးရင်ထင်းတဲ့စိတ်ရှိနေတယ်ပေါ့သူနဲ့ကိုယ်နဲ့ကြမှာ boundary တစ်ခုအတားအဆီးတစ်ခုရှိနေပေါ့ဗျာပြောရရင်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်မျက်လုံးချင်းစုံပြီးစကားပြောတဲ့အချိန်ပုံမှန်လွယ်နဲ့လုံးဝရင်ဖွင့်ထားပြီးပုံမှန်နဲ့စကားပြောရဆိုလို့ရှိရင်အဲ့ဒီ body language ကြောင့်မလို့ပေါ့နော်သူကဘာပြောင်းလဲသွားလဲဆိုရင်သူ့ခန္ဓာကိုယ်မှာရှိတဲ့အဲ့ဒီအုံနောက်ရဲ့ amygdala စိတ်ပိုင်းတွေကငြိမ်သွားပြီးတော့ vagus nerve ကပို့ပြီးတော့တက်ကြွလာတယ်ပေါ့အဲ့ vagus nerve ကြောင့်ပြောရမယ်ဆိုအဲ့ vagus nerve ကခန္ဓာကိုယ်မှာ parasympathetic nervous system ကိုထိန်းချုပ်ထားတဲ့ nerve ပေါ့နော်အဲ့တော့ parasympathetic ကဘာလဲဆိုတော့ခန္ဓာကိုယ်မှာ resting mode ကြောင်းတာပေါ့လုံးဝတည်ငြိမ်အေးချမ်းသွားတဲ့အနေအထားဖြစ်အောင်လို့အဓိကတာဝန်ထမ်းဆောင်တဲ့ nerve ကြောဖြစ်ပါတယ်အဲ့ဒီ vagus nerve ကအဓိကလှုပ်ရှားလာတဲ့အခါမှာသူ့စိတ်မှာငြိမ်းချမ်းသွားတယ်လုံးဝအေးချမ်းသွားတယ်ခုနကစိုးရင်ထင်းထင်းစိတ်လုံးဝမရှိတော့ဘဲနဲ့ကိုယ့်ကိုလည်းပို့ပြီးတော့ရင်းနှီးပုံမှန်လေးပြောချင်စိတ်ပို့ပေါက်လာတယ်ချစ်ခင်နှင်းသက်စိတ်ပို့ပေါက်လာတယ်အဲ့တော့ညာသောအားဖြင့်ကျွန်တော်တို့စကားပြောတဲ့ခါကျလို့ရှိရင်ချို့ဆိုလို့ရှိရင်မရင်းနှီးတဲ့ငွေစကားပြောလို့ရှိရင်မျက်လုံးချင်းစုံမှုလည်းရှက်ကြသလိုနောက်ချက်ကဖုန်းတွေကောက်သုံးနေတာမျိုးတွေသူ့အာယုံမဆိုင်နဲ့အဝေးကိုကြည့်နေတာမျိုးတွေလုပ်ကြတယ်အဲ့ဒါမျိုးကလုံးဝမှားယွင်းတဲ့အယူဆဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ပြောသလို body language နဲ့ teacher နဲ့လုပ်လိုက်ပြီဆိုလို့ရှိရင် neuroscience သဘောတရားအရသူကကိုယ်ရင်းနှီးကြောင်းဝင်လာမှာလုံးဝသိကြပါတယ်ပြည်သမားမြောက်အချက်ကိုတော့ Benjamin Franklin effect လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့စိတ်ပညာသဘောတရားအရဆိုလို့ရှိရင်ကျွန်တော်တို့လူတစ်ယောက်ကိုပေါ့နော်
အကူအညီသွားတောင်းလိုက်တာဟာအကူအညီလေးတောင်းလိုက်တာဟာသူနဲ့ကိုယ်နဲ့ရရင်းနှီးကြောင်းမှုပူများလာစေပြီးတော့သူကကိုယ့်ကိုရင်းနှီးမှုပေါ့နော်ချစ်ခင်စဉ်ကိုပို့ပြီးတော့ဖြစ်စေနိုင်တယ်တဲ့အဲ့တော့ကျွန်တော်သိတာနဲ့စัจဉာဏ်ပဲဖြစ်နေတာပေါ့ကျွန်တော်တို့ကလူတွေကိုကူညီလိုက်တဲ့ခါကျရင်ကိုယ့်ကိုချစ်မှတ်တင်ကြတာဟုတ်ပါတယ်လူတွေကူညီလို့ရှိရင်လည်းကိုယ့်ကိုပို့ပြီးတော့ချစ်နိုင်တယ်ဆိုပေမဲ့တခါလေကြောက်ရှင်အကူအညီသွားတောင်းခံလိုက်ရတာကိုယ့်ကိုကူညီတောင်းခံလိုက်တဲ့ခါမှာကိုကလည်းတစ်ဖက်ကလည်းတကယ်ကိုအဲ့ဒီကိစ္စကူညီပေးလိုက်တယ်ဆိုရင်တကူတော့ရှိရပေါ့နော်အကူအညီမတောင်းနိုင်တော့သွားမကူညီမတောင်းတယ်ပေါ့ပတ်စံသွားချိရတယ်ပေါ့အဲ့ဒါဆိုတော့ဒုက္ခရောက်လိမ့်မယ်သူကူညီနိုင်တဲ့ပမာဏကိုပြောတာသူကူညီလောက်တဲ့ခါမျိုးတေချာတဲ့ခါမျိုးကိုသွားပြီးကူညီတောင်းရတာဥပမာဟိုဗဒနိုင်ထိုးပြီးလည်းတီးလို့ရမှာခင်ဗျာကျွန်တော်တစ်ရှူလေးတွေတော့ခဏတော့ပေးလို့ရတာခင်ဗျာကျွန်တော်ကျွန်တော်မတုတ်ဆရာလေးမပါလို့ပါလို့ဒါမျိုးဆိုကျွန်တော်မင်းကပေးခြင်းတယ်လေဘာဖြစ်လို့ဆိုတော့သူ့အတွက်လည်းအရန်ပန်းမကြီးသူတစ်ဖက်လူအတွက်လည်းအကျိုးရှိသွားတာဟုတ်အဲ့လိုလေးပေးလိုက်တဲ့ခါကျတော့ရှင် तू ကအကူအညီပေးလိုက်တဲ့အချိန်မှာသူ့ကိုငါဘာလို့အကူအညီပေးတာလဲအဲ့လိုတွေ့လိုက်တဲ့အချိန်မှာဩဒီလူကနှစ်လို့ွယ်ကောင်းတဲ့လူဖြစ်လို့ခင်စရာကောင်းတဲ့လူဖြစ်လို့ငါကကူညီပေးလိုက်တာဖြစ်မှာပေါ့လို့သူ့ရဲ့မသိစိတ်ကအော်တိုမှတ်သွားတယ်အဲ့ဒီခါမှာနောက်တစ်ခေါက်ပြန်တွေ့တဲ့အခါမျိုးကျရင်သူနဲ့ကိုနဲ့ရင်းနှီးဖို့အတွက်လုံးဝမခတ်တော့ဘူးသူကကိုယ့်ကိုဆွဲဆောင်မှုရှိနေဘူးပေါ့နော်သူကကိုယ့်ကိုဆွဲလန်းနေဘူးနောက်တော့သူ့အတွက်ကိုကဆွဲဆောင်မှုရှိနေဘူးတော့လေဘာမှမခတ်တော့ဘူးလို့စိတ်ပညာသဘောတရားရတေးသေးချာပြောရကြမလို့ဒီနီးလန်းလေးကိုလည်းစမ်းကြည့်စေချင်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်လူတွေဆွဲဆောင်မှုရှိဖို့အတွက်အရေးကြီးတဲ့လှုပ်ဝက်ချက်၅ချက်ကိုတည်သွားကြပြချင်ပါတယ်အဲ့ဒီလှုပ်ဝက်ချက်၅ချက်ကိုကျွန်တော်အနှစ်ပြန်ချုပ်ပြီးပြောပြပေးမယ်နော်နံပါတ်1ချက်ကတော့လူတစ်ယောက်နဲ့ဆက်ဆံတဲ့အခါမှာသူနဲ့ mirroring လုပ်ပြီးတော့သူ့ရဲ့ပုံသူစကားပြောတဲ့ပုံစံအမူအရာလေးတွေပုံပြီးပွားပြီးတော့သူ့ရဲ့မသိစိတ်ထဲမှာကိုယ်ကဲအောင်နေအောင်လုပ်လိုက်ပါမယ်နော်ဒုတိယအချက်ကတော့အရန် perfect ဖြစ်နေအောင်မလုပ်နဲ့အမားသေးသေးလေးမှားပြပြီးတော့လုံးဝကိုယ့်ကိုယ်ကိုချစ်စရာကောင်းအောင်လုပ်နေပြပါတော့တတိယအချက်ကတော့ဘာလဲဆိုတော့ကိုယ့်ကိုယ်ကိုအမြဲတမ်း available person ဖြစ်အောင်လုပ်ပါနဲ့အမြဲတမ်းကိုကရနိုင်ပြီးတော့ဘယ်ချိန်မှမဆိုကိုယ့်ကိုအမြဲတမ်းရနိုင်နေခဲ့လို့ရှိရင် तू ကကိုယ့်ကိုချိန်နိုင်ရင်ထားသွားပါလိမ့်မယ်ကိုယ်လည်းတန်ဖိုးထားဖြစ်ပါလိမ့်မယ်အဲ့တော့လူတယောက်ကိုကူညီမယ်ဆိုရင်ဖြစ်ဖြစ်ပေးပါပေးရင်ဆိုရင်ပြတ်တောင်းလေးနဲ့ပေးပါတချို့ချိန်မှာတော့လုံးဝဒီလူရှုထားပါတော့နော်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မူရာကိုဖွင့်ထားပြီးတော့တစ်ဖက်ကိုပုံမွင့်လေးနဲ့ဆက်ဆံပေးပါအဲ့ဒီခါမှာ तू ကကိုယ်တကယ်ကိုရင်းနှီးနှွေးထွေးသွားပြီးတော့ကိုယ်နဲ့တွေ့လို့ရှိရင်စိတ်အေးချမ်းတဲ့ပုံစံခံစားရကြမလို့ကိုယ်နဲ့အမြဲတမ်းစကားပြောရင်တွေပေါက်လာပါလိမ့်မယ်နောက်ဆုံးချက်ကတော့ဘာလဲဆိုလို့ရှိရင်အကူအညီသေးသေးလေးတွေတော့တောင်းပေးပါ။ तू တတ်နိုင်တဲ့အကူအညီသေးလေးတွေခဏခဏတောင်းပေးခြင်းအပြင်သူ့စိတ်ထဲမှာ तू ကရမ်းခင်စရာကောင်းလို့ငါအကူအညီပေးရပါတယ်ဆိုတဲ့မသိစိတ်ကနေတော့ဆွဲသွားပြီးတော့ကိုယ့်ကိုလည်းပို့ပြီးတော့ခင်မင်းနှစ်လိုပဲကောင်းသွားမယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီကုန်းကြောလိုက်ပါလေ။နောက်ထပ်ဗီဒီယိုကြလို့ရှိရင်ပြန်ဆောင်ကြမယ်နော်။